အမျိုးသားတယောက်ဟာဆိုင်ကယ်နဲ့ချီနှောင်ခံထားရပြီးခနာကိုယ်တစ်ခုလုံးအပိုင်းပိုင်းပြက်လို့နီးပါးဖြစ်နေရှာပါတယ်သူဟာသူထေးသားလေးတယောက်ရဲ့ကားကိုမတော်တဆကြော်တက်မိုံလေးနဲ့အညိုတေးခံလိုက်ရတာပါသူတို့ကအဲ့ဒီလူကိုတွေးရတဲ့အထိရရဆက်ဆက်ဝိုင်းရိုက်ကြတဲ့အပြင်အဆက်ခွဲတဲ့အနေနဲ့ဘားဆက်ထဲကိုဖိနှက်နဲ့ပါထိုးထည့်ခဲ့ကြပါတယ်အဲ့ဒီနောက်စားပွဲပေါ်မှာဖိနှိပ်ထားပြီးပြစ်ဒဏ်ပေးတဲ့အနေနဲ့လက်တစ်ဖက်ကိုဖျက်ပစ်ဖို့ပြင်ကြပါတော့တယ်အကင်ဆိုင်ပိုင်ရှင်ကဒါကိုမြင်တော့ဝင်သားပေမဲ့လည်းအဲ့ဒီသူထေးသားကသူ့ကိုပါမြေပြင်ပေါ်လဲကျသွားအောင်တွန်းထုတ်ပစ်ခဲ့ပါတယ်ဒါတင်အဲ့ဒီသူထေးသားကအားမရသေးပါဘူးသူကအဲ့ဒီလူကိုငြိမ်ငြိမ်ရက်နေဖို့မဟုတ်ရင်သူ့ဇနီးကိုဒုက္ခပေးမယ်လို့ချင်းချောက်တာကြောင့်အဲ့ဒီလူလည်းဘာမှမတတ်နိုင်ပဲငြိမ်ခံနေခဲ့ရပါတယ်အဲ့ဒီနောက်သူထေးသားကသူ့ကိုပလင်းတွေနဲ့လမ်းထူတာကြောင့်မကြခင်မှာပဲသူဟာမြေပြင်ပေါ်လဲကျသွားပါတော့တယ်ဒါပေမဲ့သူထေးသားကတော့ကျင်းနဲ့ရုံမရှိသေးပါဘူးသူတို့ကအဲ့ဒီလူကိုဆိုင်ကယ်နဲ့ကွင်းဆက်ပြီးချီနှောင်လိုက်ပြီးခနာကိုယ်အစိတ်စိတ်အမောင်မှာဖြစ်အောင်ဆွဲဖြဲဖို့ပြင်ကြပါတယ်အဲ့ဒီလူရဲ့ဇနီးဖြစ်သူကဒါဟာရာဇဝတ်မှုမြောက်တယ်လို့တတိပေးထားမိပေမဲ့သူထေးသားကတော့ဂယုမဆိုင်ပဲသူ့တပည့်ကိုဆိုင်ကယ်ဆက်နိုးဖို့တန်းပြီးအမိန့်ပေးလိုက်ပါတော့တယ်ဆိုင်ကယ်မောင်းထွက်သွားတာနဲ့အမျှအဲ့ဒီလူရဲ့ခနာကိုဟာတန်ကြိုးတွေရဲ့ဆွဲအားကြောင့်လေထဲကိုမြောက်တက်သွားပါတယ်အရေးကြုံနဲ့အဲ့ဒီလိုအသက်လူရမယ့်အချိန်မှာပဲသူဟာတန်ကြိုးလေးချောင်းကိုယုံထွက်နိုင်ခဲ့ပေမဲ့လေပင်ကတော့အဆွဲခံနေရတော့မှပဲသူဟာဆိုင်ကယ်နောက်ကနေတရွတ်တိုက်ပါသွားပြီးနံရံကိုပြင်းပြင်းထန်ထန်ဆောက်မိသွားခဲ့ပါတယ်သူ့ရဲ့နံရိုးတွေအားလုံးကျိုးသွားခဲ့ရပေမဲ့အဲ့ဒီလိုခြေနေမှာတောင်တုတ်ပြန်နိုင်စွမ်းမြန်ဆန်နေတာကိုမြင်တော့သူထေးသားကစိတ်ဝင်စားသွားပြီးသူ့ရဲ့ခြေလက်တွေကိုဖျက်ပစ်ဖို့တပည့်တွေကိုထပ်မံဖိနှိပ်ခိုင်းပြန်ပါတယ်ဒီလိုအသက်လူနေရတဲ့အရေးကြီးတဲ့အချိန်မှာပဲတရင်ရချင်းပြေးလာခဲ့ကြတဲ့အဲ့ဒီလူရဲ့လောက်ငယ်သားတွေရောက်ရှိလာပြီးသူထေးသားတို့တစ်ဖွဲ့လုံးကိုဝိုင်းလိုက်ကြပါတော့တယ်ဒါကိုမြင်လိုက်ရမှပဲအဲ့ဒီလူဟာအားရပါးရတောင်းတောင်းဖြဖြရဲမောလိုက်ပါတော့တယ်တကယ်တော့သူဟာတစ်ချိန်ကအဲ့ဒီဒေတာမှာအကြီးမားဆုံးလူမိုက်ကောင်းရဲ့ကောင်းချုပ်ကြီးဖြစ်ခဲ့ဘူးတာပါဒါပေမဲ့ရိုက်နှက်တက်ဖြတ်ရတဲ့ဘဝကိုညီးငွေလာတာကြောင့်သူ့ရဲ့ကောင်းချုပ်နောက်ခံတမိုင်းကြောင်းကိုဖျောက်ဖျက်ပြီးဇနီးဖြစ်သူနဲ့အတူအကင်ရောင်ရင်အေးချမ်းချမ်းနေထိုင်နေခဲ့တာဖြစ်ပါတယ်အခုတော့သူဟာသူဘယ်သူလဲဆိုတာကိုဖုံးကွယ်မထားတော့ဖို့ဆုံးဖြတ်လိုက်ပါပြီးဒီသူထေးသားတွေကိုနောင်တရလောက်အောင်ပေးဆက်ခိုင်းဖို့သူတနစ်ထန်ချလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီသူထေးသားကတော့သူတို့ကိုအထင်သေးတော့မှပဲဘာလို့လဲဆိုတော့သူ့ဖေကဒီမြို့မှာအချမ်းသာဆုံးသူထေးကြီးဖြစ်နေလို့ပါပဲသူတို့ကအဲ့ဒီလူကိုချက်ချင်းတူးထောက်တောင်းပန်ဖို့မဟုတ်ရင်အကျိုးဆက်ကမတွေးဝန့်စရာဖြစ်သွားမယ်လို့တောင်ကြုံရလိုက်ပါသေးတယ်အဲ့ဒီလူကတော့သူတို့ပြောတာကိုနားမဝင်တော့ပါဘူးအဲ့ဒီအစားအကင်မီးဘိုကြီးကိုဆွဲထုတ်လာပါတော့တယ်အောက်ခြေလွတ်ပြီးမောက်မာနေရဲ့အဲ့ဒီသူထေးသားလေးဟာလူတစ်ယောက်ကိုစော်ကားမိခြင်းရဲ့တန်ဖိုးကဘလောက်ထိကြီးမားလဲဆိုတာကိုမကြခင်မှာပဲသင်ခန်းစာကောင်းကောင်းရတော့မှာဖြစ်ပါတယ်